အားလုံးပဲမင်္ဂလာပါတားတဲ့ channel ကိုကြည့်ရှုအားပေးနေတဲ့ 3D ဝါနာရှင်မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဟုတ်ကဲ့ကျွန်တော်တို့16ရက်9လပိုင်း2026ခုနှစ် 3D ဝါနာရှင်မိတ်ဆွေများတို့ကိုကျွန်တော် 3D အတွဲ site လေးနဲ့လုံးမိုင် site လေးကျွန်တော်ချပြပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကျွန်တော်တို့ဒီ20တွေကတော့ဒီတစ်နှစ်တော့တွင်းမှာပေါ့နော်အဓိကအားဖြင့်ကျွန်တော်လုံးမိုင်နဲ့အတွဲကိုပဲအဓိကကျွန်တော်အောင်မြင်နေတာတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်နော် DJ မှာလည်းကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဒါအတွဲကိုအဓိကထားပြီးတော့ကျွန်တော်ဒါပြသပေးတဲ့ပထမဦးဆုံးဗီဒီယိုဖိုင်ပဲဖြစ်ပါတယ်အဲ့တော့ကျန်တဲ့မိတ်ဆွေများဝါသနာပါတဲ့မိတ်ဆွေများပေါ့နော်ဝါသနာတူမိတ်ဆွေများနော်ကျွန်တော်တို့ဒါအတွက်ကိုကျွန်တော်အကောင်းဆုံးဒါစူးစမ်းပြီးတော့တွက်ပြပေးတဲ့20လေးပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့20လေးကိုစကြရအောင်ခင်ဗျနော်အခုကျွန်တော်တွက်ပြပေးမယ်20လေးကတော့နော်ဒါလုံးမိုင်ထိပ်စီးပေးနေတဲ့ကျွန်တော်တို့မူ site လေးတစ် site ဖြစ်တယ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့ဒါနော်ကျွန်တော်မစင်တွေအားလုံးပဲဒါတွေ့မြင်မှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါ38ခွန်ဆိုတဲ့အပင်ကနေပြီးတော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပေါ့နော်ကျွန်တော်ဒါတွက်ပြပေးမှာဖြစ်ပါတယ်နော်38ခွန်ဆိုတဲ့အပင်ကနေပြီးတော့ကျွန်တော်တွက်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့3နဲ့8နဲ့ပေါ့နော်ကျွန်တော်ဒီမှာ color လေးနဲ့ကျွန်တော် white ထားပြနေတာလည်းနော်ဒီရှေ့ကနှလုံးပေါင်းချင်းရဲ့နော်ဟိုကျွန်တော်တို့ဒါပေါင်းပြမှာဖြစ်ပါတယ်နော်3နဲ့8နဲ့ပေါင်းချင်းဒီ1ဖြစ်တဲ့အတွက်အဲ့ဒီ1ဒီရဲ့သူ့ရဲ့တပင်ကျော်မှာ1ထိပ်စီနော်သူ့ရဲ့တပင်ကျော်မှာဒီ1ထိပ်စီဖြစ်ပါတယ်နော်သူ့ရဲ့တပင်ကျော်မှာဒီ1ထိပ်စီဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်တို့ကြည့်အောင်ပေါ့နော်ကဲဒါဆိုရင်ကျွန်တော်တို့ထပ်ပြီးတော့ကြည့်အောင်ခွန်နဲ့ပေါင်းနှလုံးပေါင်းချင်းဒီ4ဒီရဲ့เนาะသူ့ရဲ့တပင်ကျော်မှာထိပ်စီးဒီ4လို့ပေးပါတယ်ခင်ဗျเนาะထိပ်စီး4လို့ပေးပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလည်း4ထိပ်စီးရရှိထားပြီးဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ထပ်ပြီးတော့ကျွန်တော်တို့1ရဲ့8ရဲ့နှလုံးပေါင်းချင်းဒီကျွန်တော်တို့နှလုံးပေါင်းချင်းဒီကျွန်တော်တို့9လို့ရပါတယ်အဲ့ဒီ9ဒီသူ့ရဲ့တပင်ကျော်မှာကျွန်တော်တို့6ထိပ်စီးလို့3ခန်းမြောက်ဆက်ပေးမယ်ဆိုရင်တော့6ထိပ်စီးဖြစ်ပါတယ်เนาะအဲဒါဒီမှာ6ထိပ်စီးလို့ကျွန်တော်တို့ရရှိမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ထပ်မှန်ပြီးတော့ကျွန်တော်တို့ကြည့်အောင်ခင်ဗျเนาะထပ်မှန်ပြီးတော့ကျွန်တော်တို့ကြည့်အောင်နှလုံးပေါင်းချင်းဒီ1ဖြစ်တဲ့အတွက်1ဒီထိပ်စီးနှလုံးပေါင်းချင်းဒီ4ဖြစ်တဲ့အတွက်4ဒီထိပ်စီးနှလုံးပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်9ဒီထိပ်စီးဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါလုံးပိုင်းအနေနဲ့6လုံးပိုင်းကျွန်တော်တို့ရရှိထားပြီးသားဖြစ်ပါတယ်6လုံးပိုင်းရရှိထားပြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ပြီးတော့ကျွန်တော်ဒါဒီ6လုံးပိုင်းကိုနောက်ထပ်ကျွန်တော်လုံးပိုင်းတစ်လုံးအနေနဲ့ကျွန်တော်အတွဲထပ်ပြီးတော့ထုတ်ပြပြီးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့တွက်နည်းတွေကတော့ဒါချိန်တိုင်းပေါ့နော်ပြီးခဲ့တဲ့ပွဲရလဲကျွန်တော်ဒါမိတ်ဆွေတို့ကိုတင်ပေးခဲ့တယ်မှာ9လုံးပိုင်းကိုအဓိကထားကျွန်တော်ပြသပေးခဲ့တာဖြစ်ပါတယ်ပေါ့နော်အဲ့တော့9လုံးပိုင်းကိုအဓိကထားပြီးတော့ကျွန်တော်ပြသပေးခဲ့တယ်အဲ့ဒီချိန်မှာလဲကျွန်တော်ကအတွဲကိုအဓိကထားပြီးတော့ကျွန်တော်ပြသပေးတဲ့20မှု site ဖြစ်ပါတယ်ဒါပေမဲ့လည်းအပြီးပေါက်တစ်ခါတည်းဒီမှာထုတ်ပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာ8နဲ့3ရဲ့သူ့ရဲ့အောက်ကခွန်ရယ်ပေါ့နော်သုံးလုံးပေါင်းချင်းဒီကကျွန်တော်တို့8ဖြစ်ပါတယ်အဲ့ဒီ8တီကလုံးပိုင်းအဲ့ဒီမှာနှလုံးပေါင်းချင်းဒီ1ကတပင်ကျော်မှာကျွန်တော်တို့1တလုံးပိုင်းနဲ့ဆိုတော့18ဆိုတဲ့အတွဲဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ8လုံးပိုင်းရရှိတယ်เนาะခွန်ရယ်3ရယ်8ရယ်သုံးလုံးပေါင်းချင်းဒီပင်ကတော့တော်တော်ရှည်ပြီဗျเนาะဒီလုံးပိုင်းငါတော့တော်တော်ဒါရှည်ဖြစ်တဲ့အတွက်အဲ့ဒီမှာ18ဆိုတဲ့အတွဲကျွန်တော်တို့ရရှိထားတာဖြစ်ပါတယ်เนาะဒါကတော့18ဆိုတဲ့အတွဲအဲ့18အတွဲမှာကျွန်တော်တို့ဗန်ထွက်ခဲ့လဲ184လို့ထွက်တယ်เนาะ184လို့ထွက်ပါတယ်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာခွန်ရယ်ပေါင်းတော့4ရဲ့1ရဲ့ပေါင်းတော့4ရဲ့1ရဲ့ပေါင်းတော့5ဖြစ်ပါတယ်အဲ့ဒီ5တွေကလုံးပိုင်းပြီးတော့ဒီနှလုံးပေါင်းချင်းတွေက4เนาะဒီနှလုံးပေါင်းချင်းတွေက4เนาะအဲ့ဒီမှာကျွန်တော်တို့4 5ဆိုတဲ့ကျွန်တော်တို့အတွဲပေါ့နော်ထွက်တာကတော့ကျွန်တော်တို့
4ကို5ဖြစ်ပါတယ်အဲ့ဒီ4ကို5မှာတော့ကျွန်တော်မိတ်ဆွေများနောက်ထပ်ဗီဒီယိုတစ်ပိုင်းတင်ပြီးဖို့အချိန်မမှီဘူးဒါပေမဲ့ကျွန်တော်တင်ပေးတဲ့မိတ်ဆွေတို့ပေါက်မှာမဟုတ်ဘူးကျွန်တော်တင်ပေးတယ်ကျွန်တော်က455ပဲကျွန်တော်တင်ပေးမှာဖြစ်ပါတယ်เนาะအဲ့တော့455ပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့455ဆိုလဲတစ်လုံးချိန်ပဲဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေများအားလုံးเนาะကျွန်တော်အခုဒီမှာဒါဒီ20ကတော့မပြတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါเนาะဒီချိန်မှာကျွန်တော်တို့မိတ်ဆွေတွေအတွက်နော်အကောင်းဆုံး20လေးတော့ဖြစ်မယ်လို့တော့ကျွန်တော်ယူဆထားပါတယ်အဲ့တော့1ရဲ့8ရဲ့ပေါ့နော်1ရဲ့8ရဲ့နှလုံးပေါင်းခြင်းဒီ9အဲ့ဒီသူ့ရဲ့အောက်က4နဲ့ပေါင်းလိုက်တော့ကျွန်တော်တို့3လုံးပေါင်းခြင်းဒီ3လို့ကျွန်တော်တို့ရရှိတယ်3လုံးပိုင်း9လုံးပိုင်းနဲ့ဆိုလို့ရှိရင်90နဲ့3နော်90နဲ့3ဆိုတာကအတွဲဖြစ်ပါတယ်ခင်ဗျနော်93အတွဲဖြစ်ပါတယ်ကျွန်တော်မိတ်ဆွေများနော်93ဒီအတွဲဖြစ်ပါတယ်နော်ကျန်တဲ့မိတ်ဆွေများ93ဒီအတွဲဖြစ်ပါတယ်နော်93ဒီအတွဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒီမှာ93အတွဲမှာကျွန်တော်ဒီမှာ6ထိပ်စီနော်အဲ့တော့ဒီ3ကတော့ကျွန်တော်တို့ခါနဲ့နောက်ပိတ်ပဲကျွန်တော်တို့ဒါလာမှာဖြစ်တယ်ပေါ့နော်အဲ့တော့ပို့ပြီးတော့ကျွန်တော်တို့မိတ်ဆွေတွေနားလေသဘောပေါက်နော်ရှင်းလင်းတော့အောင်တော့ကျွန်တော်ထပ်ပြီးတော့နော်ပြပြပေးပါအောင်မယ်ပေါ့နော်အဲ့တော့ကနန်းတို့ကွက်ဆိုတာကျွန်တော်ရဲ့မိတ်ဆွေများအကွက်တစ်ထောင်မှာကျွန်တော်တို့တစ်ခွက်ပဲထွက်တာဖြစ်တဲ့အတွက်เนาะမိသူမိဝါမအတက်ကြမသိပါဘူးကျွန်တော်တို့ဘလို့တွက်နီးနဲ့ပဲတွက်เนาะဘလို့နီးနဲ့ပဲယူဆပေါ့เนาะကိုထင်ရကိုယူဆတဲ့ယူဆချက်တွေဖြစ်တယ်မှားမှန်ကတော့ကျွန်တော်တို့ဒါလက်ခံနိုင်မှသာတင်ဝင်ကြည့်ပါကျွန်တော်မိတ်ဆွေများကိုကျွန်တော်ဗီဒီယိုဖိုင်တိုင်းမှာဒီစကားအများတန်းထည့်ပြောတယ်ဒါလေးတွေဒီလိုရှိရပေါ့เนาะမှားဒီမှန်ဒီဆိုတာကတော့မိတ်ဆွေတို့ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်เนาะအဲ့တော့တရားရဂိုင်းလုံးအောင်မြင်မှုရရှိမယ်လို့တော့ကျွန်တော်အာမခံချက်နဲ့ပေးနေတာမဟုတ်ဘူးเนาะဒါနီးစပ်မှုလေးတွေနဲ့ကျွန်တော်တို့ယူဆချက်လေးတွေဒါထောက်ပြပေးတဲ့တွန်းနေမှုလေးပဲဖြစ်ပါတယ်เนาะအဲ့တော့ကံကောင်းခြင်းဆိုတာကကိုယ်တိုင်နဲ့လည်းသက်ဆိုင်တာဖြစ်တဲ့အတွက်ကံတူတယ်ကံဆက်တယ်ဆိုရင်ကျွန်တော်တို့အကျိုးပေးအကြောင်းထင်မှာဖြစ်ပါတယ်အားလုံးပဲเนาะနောက်ထပ်ကျွန်တော်လုံးမိုင်တစ်ဆိုင်လေးထပ်ရှင်းပြထားတယ်เนาะအခုအဝါရောင်လေးနဲ့ကျွန်တော်ဒါရှင်းပြမဲ့အနေထားဖြစ်ပါတယ်ဒါကလည်းကျွန်တော်အတွဲထပ်ပြီးတော့ကျွန်တော်ထုတ်ပြပေးမဲ့အနေထားဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအဝါရောင်နဲ့3လုံးခွန်3လုံးပေါင်းခြင်းဒီ1ဖြစ်တယ်နော်အဲ့တော့1ရဲ့8ရဲ့3ရဲ့ပေါင်းဒီ9ဖြစ်တယ်နော်အဲ့တော့တောက်လျှောက်ကျွန်တော်ဒါဒီနီးလေးကလည်းတောက်လျှောက်တစ်လုံးမှန်ဝင်နေတယ်ပေါ့နော်အဲ့တော့ဒီမှာကြတော့ကျွန်တော်တို့ဒါ4ရဲ့9ရဲ့4ရဲ့ဆိုတော့3လုံးပေါင်းခြင်းဒီကလည်း3လို့ပဲကျွန်တော်တို့ဒီမှာပြန်ဖြစ်ထားတယ်ပေါ့နော်အဲ့တော့ဒီ3တလုံးကဒီပွဲမှာတော်တော်လေးကိုခိုင်မာမှုရှိပါတယ်เนาะအဲ့တော့ဒီမှာ4ရဲ့9ရဲ့ကျွန်တော်တို့4ရဲ့ပေါ့3လုံးပေါင်းခြင်းဒီကခွန်ဖြစ်တယ်ဗျာเนาะအဲ့တော့ခွန်ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒီမှာเนาะကျွန်တော်တို့က6ထိပ်စီ3လုံးမိုင်เนาะခွန်တစ်လုံးမိုင်နဲ့ဆိုရင်93ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ကတော်တော်လေးကိုလှသွားပြီပေါ့เนาะ93ခွန်9ခွန်3ဆိုတာကကျွန်တော်တို့ main တင်ထိုးရမယ် main ကွက်ဖြစ်တယ်เนาะဒါတခါတည်းကျွန်တော်တွဲပြလိုက်တာเนาะလုံးကြားအနေနဲ့ပဲကျွန်တော်တွဲပေးတယ် break တွေပါတွေကတော့နောက် view file မှာကျွန်တော်ဆက်လက်ပြီးတော့တင်ပေးပါမယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ Star ဆိုရဲ့ channel YouTube channel ကို subscriber မနှိပ်ရသေးတဲ့မိတ်ဆွေများက subscriber လေးနှိပ်ထားဆိုတာကျွန်တော်နောက်ထပ် video တွေတင်ရင်တွေ့မြင်လို့ရအောင်ဖြစ်ပါတယ်ဒီเนาะတင်ပေးမှာပါဒီတစ်ပတ်မှာကျွန်တော်အကောင်းဆုံး site တွေရှာထားတာရှိတယ်အခုလောလောဆယ်တော့ကျွန်တော်3 site လောက်ကျွန်တော်တွေ့ထားတယ်အနည်းကဆုံးဒီ site လေးကပို့ပြီးတော့မိတ်ဆွေတွေနားလဲအောင်ကျွန်တော်ဒါပထမဆုံး file နဲ့တင်ပေးတာဖြစ်တယ်ဘယ် site ကအောင်မြင်မှုရမယ်ဆိုတာတော့ကျွန်တော်တို့အတက်မသိဘူးကျွန်တော်တင်ပေးပါမယ်တင်ပေးပြအောင်တင်ပေးမယ်တစ် site ပြီးတစ် site ကိုကျွန်တော်တင်ပေးမယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာထပ်ပြီးတော့အတွဲအနေနဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြမယ်เนาะအဲ့တော့ तू ကဘယ်လိုပုံစံနဲ့တွဲမလဲဆိုတာကိုကျွန်တော်ရဲ့မိတ်ဆွေတွေကပြန်ပြီးတော့သုံးသပ်ပါเนาะယူဆပါဟုတ်ပြီလားเนาะကျွန်တော်ကြီးပဲကျွန်တော်ဒီတစ်နှစ်ထက်မှာအပီးပေါက်ကျွန်တော်မထုတ်မမှန်သေးပါဘူးပေါ့เนาะအတွဲတွေပဲအဓိကမှန်တယ်သုံးလုံးတူနေရလွဲနေတယ်เนาะဒါမျိုးတွေနဲ့ပဲကျွန်တော်အမေစင်းတို့လူဟောင်းတွေတော့တိတ်တယ်လူတိတ်တွေကတော့မတိတ်ဘူးပေါ့เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်ကဒီမှာကျွန်တော်ပန်းရောင်လေးနဲ့ကျွန်တော်ဆွဲပြထားတယ်เนาะသုံးလုံးပေါင်းချင်းဒီခွန်ရ3ညရဲ့ခွန်ရသုံးလုံးပေါင်းချင်းဒီ4เนาะ4ဆိုတော့ကျွန်တော်တို့အပေါ်မှာ1 4ဆိုတဲ့အတွဲ3ညရဲ့4ရဲ့1ရဲ့ဆိုတော့သုံးလုံးပေါင်းချင်းဒီ5ဆိုတော့ဒီမှာเนาะ9ရဲ့ဆိုတော့9 5ဆိုတဲ့အတွဲเนาะအဲ့တော့ဒီမှာ
ကျွန်တော်တို့ဒီနော်4ရက်5ရက်ပေါင်းတော့9 4ရက်ပေါင်းတော့3ဆိုတော့ကျွန်တော်တို့ဒါခွန်3ဆိုတဲ့အတွဲနော်တော်တော်လေးကိုလှတယ်ဒီဟာအဲ့တော့မပေးရင်တော့ကျွန်တော်တို့မသိဘူးနော်မပေးရင်တော့မသိဘူးနော်သူရဲ့ပုံစံဒီပုံစံနာလေးပေးမယ်ဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေဒီမှာ6 3ခွန်ဆိုတဲ့ကနန်းကအလှဆုံးရလို့တော့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာနော်ဒီမှာလဲကျွန်တော်တို့ကဒီ63ဆိုတာကိုတော်တော်လေးလဲလှတယ်ပေါ့နော်ဒါသူပြသွားတဲ့ပုံစံလေးပေါ့နော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေများအားလုံးပေါ့နော်ကျွန်တော်အခုဒီမှာထုတ်ပြလိုက်တာတော့ကနန်း2ကွက်ပေါ့နော်63ခွန်နဲ့9ခွန်3နော်ကြိုက်နေတတ်တယ်ဆိုလို့ရှိရင်တော့ဒါကျွန်တော်တို့ဒါလှည့်ထိုးပေါ့နော်မကြိုက်နှစ်သက်ဘူးဒီတိုင်းလေးပဲထိုးခြင်းကျွန်တော်2ကွက်ထဲပဲထိုးရမှာဖြစ်ပါတယ်2ကွက်ကတော့ကျွန်တော်ထိုးရမှာဖြစ်တယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်နောက်ထပ်ကျွန်တော်ပေါ့နော်ဒီနီးစနစ်တိုင်းပဲတောက်လျှောက်မပြတ်သေးတဲ့ဒီမတ်တက်လေးနဲ့ကျွန်တော်ဒီအရင်တော့ဒါတက်ကနန်းထုတ်တာပေါ့နော်သူကဒီမှာကျွန်တော်တို့ဘယ်ချိန်လောက်မှလဲဆိုတော့ကျွန်တော်ဒီပြောမယ်ဆိုလို့ရှိရင်เนาะဒါဒီဘက်မှာကျွန်တော်တို့သူ့ရဲ့အပေါ်မှာ3ခွန်ပင်လောက်တည်းသူကဒီမတ်တက်လေးရတော့တက်နီးပင်လေးရတော့ကျွန်တော်တို့လုံးမိုင်အနေနဲ့ကျွန်တော်တို့ထပ်မှန်နေတာတွေ့ရတယ်เนาะအဲ့တော့ထပ်မှန်နေတာအဲ့ရနေကျွန်တော်စလွဲတာပေါ့เนาะကျွန်တော်ကနန်းတွဲရရတယ်ကျွန်တော်ကတက်နီးကိုကျွန်တော်ကပယ်လိုက်တယ်ဆိုတော့အဲ့လိုနဲ့ပဲကျွန်တော်တို့လွဲတာအချိန်ပေါင်းများလာပြီပေါ့เนาะဒါကြောင့်မလို့ဒီမှာကျွန်တော်ဒီကောင်ကိုဒီဘက်မှာကျွန်တော်လုံးပိုင်နဲ့ကျွန်တော်ထပ်ပြီးတော့ရှင်းပြမှာပေါ့နော်အဲ့ဒါတော့ကျွန်တော်အောက်မှာထပ်ပြီးတော့ကျွန်တော်ရှင်းပြပေးလိုက်မယ်ပေါ့နော်ကျွန်တော်မိတ်ဆွေများအားလုံးဗီဒီယိုဖိုင်လေးကိုစိတ်ရှိသီးခံစွာနဲ့ပေါ့နော်ဒါ15မိနစ်လောက်ပဲရှိပါတယ်ဒီဗီဒီယိုဖိုင်ကတော့နော်ဘာဖြစ်လို့လဲကျွန်တော်မိတ်ဆွေတွေဗီဒီယိုဖိုင်ကိုအရှိကြီးကြည့်စရာမလိုဘဲနဲ့နားလည်အောင်ကျွန်တော်ပေါ့နော်တေချာလေးဒီဗီဒီယိုဖိုင်တစ်ပုတ်ရဖို့ဆိုတာနော်ဒီ20တခုရဖို့ဆိုတာကျွန်တော်အချိန်ကြီးအများကြီးပြီးထားရပါတယ်ကျွန်တော်တို့ထွက်ပြီးတဲ့ဆိုတွေကဘယ်လိုပုံစံနဲ့ဖြစ်နိုင်မလဲဆိုတာကိုကျွန်တော်တို့ဒါစဉ်းစားရပါတယ်เนาะရှာဖွေရပါတယ်เนาะဒါလေးတွေတွေးလို့ဒီလိုလေးတွေချပြလို့ပေါ့เนาะတယောက်နဲ့တယောက်ကန်ဆက်တယ်ဆိုလို့ရှင်အောင်မြင်သွားတယ်ဆိုရင်ကျွန်တော်တို့ဝမ်းသာပါတယ်ပေါ့เนาะအဲ့တော့ကိုလည်းချင်းချိန်မှာပေါ့เนาะဒါကျွန်တော်ကဒါလက်တွေ့ကျွန်တော်ပြသနေတာဖြစ်တယ်เนาะလက်တွေ့ပြသနေတာဖြစ်တယ်ပေါ့เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒါနီးစပ်မှုရှိမရှိဆိုတာကိုယ်တိုင်နဲ့စဉ်းစားပေါ့เนาะကဲဒါဆိုရင်ကျွန်တော်နောက်ထပ်ပြီးတော့ရှင်းပြမယ်ပေါ့เนาะရှင်းပြမယ်အဲ့ဒါတော့ကျွန်တော်ဒီမှာ38ခွန်ဆိုပြီးကျွန်တော်ထပ်ရေးမယ်เนาะထွက်စဉ်38ခွန်ပြီးလို့ရှိရင်ခွန်3ညပြီးလို့ရှိရင်ကျွန်တော်တို့184เนาะပြီးလို့ရှိရင်ကျွန်တော်တို့45495เนาะ495ဆိုပြီးတော့ကျွန်တော်ထပ်ပြီးတော့ရေးလိုက်တယ်ဗျเนาะအဲ့လိုရေးလိုက်တဲ့အခါကျတော့ကျွန်တော်တို့ကเนาะဒါထွက်စဉ်ကိုကျွန်တော်ဒီမှာ4မတ်တက်လေးနဲ့ကျွန်တော်ထပ်ပေါင်းပြမှာเนาะ4မတ်မူတီမတ်တက်က4เนาะထိပ်စီးနဲ့ကျွန်တော်တို့ပေါင်းလိုက်တော့နှလုံးပေါင်းခြင်းဒီ4ရဲ့3ရဲ့နှလုံးပေါင်းခြင်းဒီခွန်ဖြစ်တယ်အဲ့ဒီမှာခွန်3ညလို့ထွက်เนาะပြီးလို့ဆိုရင်ကျွန်တော်ဒီမှာ4မတ်တက်နဲ့ထပ်ပေါင်းเนาะ4ရဲ့ခွန်ရပေါင်းတော့4ရဲ့ခွန်ရပေါင်းတော့1เนาะအဲ့ဒီမှာ184လို့တစ်ထိပ်စီနဲ့ထွက်เนาะပြီးတော့ကျွန်တော်တို့ဒီမှာ4ကို1နဲ့เนาะထိပ်စီ1နဲ့ထပ်ပေါင်းတော့ကျွန်တော်တို့9အဲ့ဒီမှာ495ဆိုပြီးတော့9နောက်ပိတ်နဲ့ထွက်เนาะအဲ့တော့ပြီးတော့ဒီမှာကျွန်တော်တို့4ကို4မတ်တက်နဲ့ပေါင်းလိုက်တော့8ဖြစ်တယ်အဲ့ဒီ8တွေကလုံးပိုင်းဖြစ်တယ်ပေါ့เนาะအဲ့တော့လုံးပိုင်းဆိုတော့ဒီမှာကျွန်တော်တို့ဒီ93ဆိုတဲ့အတွဲနဲ့ပဲကျွန်တော်တို့ကတ်မှာလားဒါမှမဟုတ်93ဆိုတဲ့အတွဲနဲ့ပဲကတ်မှာလားဒါမှမဟုတ်ခွန်3ဆိုတဲ့အတွဲနဲ့ပဲကတ်မှာလားပေါ့နော်အဲ့တော့အတွဲနဲ့တွဲကျွန်တော်ထောက်ထားတယ်ဗျာနော်အဲ့တော့သူကဘယ်လိုပုံစံနဲ့သူဒီ8တလုံးကပါဝင်ပတ်သက်ပြီးတော့ကျွန်တော်တို့တွဲသွားမလဲဆိုတာကိုနော်အပေါ်မှာလည်းကျွန်တော်တို့ကဒါ3လုံးမှန်ရှိထားတယ်ဆိုတော့နော်သူ့ရဲ့ power ကျွန်တော်တို့တွဲမခေါ်ဘူးလို့ပြောလို့မရဘူးပေါ့နော်ကျွန်တော်တို့ကဒီ93ခွန်ကိုအာဒီတာရှိနေတယ်ဆိုပေမဲ့နော်98ခွန်ဆိုပြီးကျွန်တော်တို့ကြာသွားနိုင်တဲ့အနေအထားလည်းရှိတယ်ဗျနော်98ခွန်ဆိုပြီးတော့ကျွန်တော်တို့ဒါကြာသွားတဲ့အနေအထားလည်းကျွန်တော်တို့ရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများနော်ကျွန်တော်ဒီမှာ93ခွန်ပေါ့နော်93ခွန်နော်အဲ့တော့ power ခေါ်ပြီးကျွန်တော်တို့ကြာရင်လည်းကြာသွားမယ်ဒါမှမဟုတ်938ဆိုပြီးကျွန်တော်တို့ကြာရင်လည်းကြာသွားမယ်နော်ခွန်38ဆိုပြီးကျွန်တော်တို့ကြာရင်လည်းကြာသွားမှာပေါ့နော်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဘယ်လိုပုံစံနဲ့ကြာမလဲဆိုတာကတော့ကျွန်တော်တို့ဒါတက်ကြပြောလို့မရဘူးပေါ့နော်ခွန်38ဆိုတာအပေါ်မှာ38ခွန်ဆိုပြီးကျွန်တော်ကြာထားတယ်နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေ
တေးကြတဲ့ဒီပွဲမှာနော်ကျွန်တော်တို့ပေါက်ဖို့ရာခိုင်နှုန်းအများနေတယ်လို့ကျွန်တော်တွေ့ယူဆရတယ်အဲ့တော့ကာထိုးခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကကျွန်တော်ရဲ့မိတ်ဆွေတွေက6-8ခွန်တစ်ခွက်ကာထိုးထားကြနော်ဘာဖြစ်လို့ကျွန်တော်တော့စီနီယံဆိုတော့တိတ်ပြီးတော့မကြိုက်ဘူးဗျနော်စီနီယံဆိုတော့တိတ်မကြိုက်လို့ကျွန်တော်ဒီထဲမှာမထည့်ထားတာဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးကတော့9-3ခွန်ကြိုက်ဆုံးဖြစ်တယ်ပေါ့နော်အဲ့တော့အပူအခွတ်ဆိုလို့ရှိရင်9-3-9နော်ခွန်3-9နော်ဒါမျိုးလေးတွေထည့်ထိုးကြပါလို့ကျွန်တော်ကြံပြေးချင်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးပဲเนาะနောက်ဗီဒီယိုဖိုင်မှာအကောင်းဆုံးဆက်လက်ပြီးတော့တင်ပေးပါအောင်ပါခင်ဗျာ